嘿，妈妈，我用了就要发了。 ကျူအောင်ပဲဖတ်မှာပေါ့အဲ့ဒါမှထိပေါက်လို့ရှိရင်မောင်လေးတွေကိုရှယ်အန်းလို့ရမှာရလာတဲ့ကျူအောင်လေးကိုစကန်ဖတ်လိုက်တာနဲ့ဂျပေါ့စုတိတ်တက်တာတီကြီးခုံလို့ရပြီနော်မကျူအောင်ဖတ်လားမဟုတ်ဘူးပါ ကျူအောင်ပဲဖတ်မှာပေါ့ဘာလို့လဲဆိုတော့ထိပေါက်လို့ရှိရင်ခီးသွားမယ်ခီးတော့အရင်ကြိုက်တယ်လေယူရိုရဲ့အချစ်တွေကိုလက်ဆောင်နဲ့အတူမျှဝေလို့ရပြီနော်